တကယ်ကိုဟလာကျွမ်းကျင်တဲ့ counseling တွေ healing တွေစသဖြင့်ပေါ့ဒါတွေလိုအပ်ပါတယ်အဲ့တော့ဒီအပိုင်း၄ပိုင်းအဓိကပံ့ပိုးဖို့လိုမယ်ကျွန်တော်ဆွေးနွေးဖို့လိုမယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါဆရာပြောတာလဲရန်ကိုကျွန်တော်အတွက်လေးလာမှတ်သားရပါတယ်ဆရာတကယ်တမ်းပြောရရင်ဒီကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့ဒီငရင်ဘေးဒဏ်ဆိုတာကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်ဘဝမှာကြားဘူးယုံမယ်ကြားဘူးတာပါအခုဒီကာလမှသာနေကျွန်တော်တကယ်ကိုလက်တွေ့လေးမြင်ရတယ်ခံစားနေရတဲ့သူတွေလည်းမြင်ရတဲ့ခါကျတော့ဆရာတို့လိုဒီကဆရာကြီးတို့လိုကနေပြီးတော့စနစ်တကျလေးနဲ့ကြိုတင်ပြီးတော့ဒီဝိုင်းဝန်းပြီးတော့ပံ့ပိုးပေးမယ်ဆိုရင်တော့ကျွန်တော်ခဏပြောသလိုပါပဲလုံးဝအုတ်တုံပြောင်းအောင်တော့လုပ်ပေးဖို့မလွယ်ပေမဲ့လည်းပဲကျွန်တော်တို့တစ်ခုဖြစ်တော့လုပ်ပေးနိုင်မယ်လို့ကျွန်တော်တို့ယူဆပါတယ်။ဒါဖြစ်ဆရာပြောတဲ့အချက်တွေကအရင်ကို relevant ဖြစ်ပါတယ်ခင်ဗျာ။တတိယအနေနဲ့ကျွန်တော်ဒီမှာကျွန်တော်ဒီကဆရာဒေါက်တာကောင်းမြတ်စံကိုနည်းနည်းလေးမေးခွင့်ပြုပြင်လို့ပါခင်ဗျာ။ဆရာခင်ဗျာကျွန်တော်တို့ရှေ့ကဆရာကြီးပြောခဲ့တဲ့အပိုင်းတွေရယ်ဒီရှေ့ကဆရာဦးအောင်ထက်ခန့်ပြောခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဆရာရကြတော့ medical doctor တယောက်အနေနဲ့ကျွန်တော်တို့ဘယ်လိုများဆရာရဲ့အမြင်လေးတွေအဲ့ဒါလေးနည်းနည်းလေးသိခွင့်ပြုပါခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာကြီးတို့ပြောသွားလို့ပေါ့နော်ဆရာကြီးကပြောသွားလို့ psychological first aid တွေပေးဖို့လုပ်မယ်ဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီဘက်ကျွန်တော်တို့တစားတဆဖြစ်တယ်ဆိုတဲ့အချိန်ကနေကျွန်တော်တို့က medical အပိုင်းတော့ medical first aid အနေနဲ့ emergency team တွေလွတ်တယ် rescue လုပ်တယ်ဒါပေမဲ့ကျွန်တော်တို့မေးနေတာဒီဘက် psychological အခက်အခဲတာပေါ့နော်အဲ့ psychological first aid ဆိုတဲ့အရာလေးဒါမှမဟုတ်မှအရေးပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ခဏလေးဆက်ပြီးတော့ဆွေးနွေးရတဲ့အချိန်မှာဆရာကြီးစီကနေကျွန်တော်တို့အများကြီးဒီလေ့လာသင်ယူခွင့်ရမှာပါအဲ့တော့အဲ့ဒါလေးကိုမသွားခင်ကျွန်တော်အနေနဲ့ဖြည့်ဆွတ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုး impact တစ်ခုဖြစ်ပြီးတစားတစ်ခုဖြစ်ပြီးဆိုလို့ရှိရင်အရင်ဆုံးဒီ impact ကိုကျွန်တော် identify လုပ်တယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ကဒီ loss ကိုဖြတ်သွားတယ်ဆိုတော့ immediate cycle ပေါ့နော်ဒီ immediate cycle မှာကိုယ်တိုင်ဖြစ်စေကိုယ့်ရဲ့ဒီခင်ပွန်းအမျိုးသားဖြစ်စေကိုယ့်ရဲ့သားသမီးဖြစ်စေပေါ့နော်ဒီ cycle ကဒါ immediate ပေါ့ဒါတွေက most impact ကိုခံစားရမယ့်နေရာပေါ့နော်ဆိုတော့အဲ့ဒါပြီးရင် second cycle ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ relative တွေအဲ့ဒါပြီးသွားမှာနောက်တဲ့ cycle ဆိုကိုယ့်ရဲ့မြို့နေကိုယ့်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့ရွမိတ်ဆွေအခန်းကဏ္ဍတွေပါလာပေါ့အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ဒီ volunteer တွေကူညီပေးနေတယ်ဆိုတော့ဒီ NGO တွေအကုန်လုံးမှာဘာဖြစ်လို့ဒီ cycle အထိကိုကျွန်တော်က impact တစ်ခုလို့ယူဆလဲဆိုတော့ကူတယ်ဆိုတဲ့လူတွေမှာလဲကိုတွေကအသက်ရှင်ကြံခဲ့တယ်။ကိုရီးယားထိခိုက်မှုမရှိဘဲနဲ့ကြံခဲ့တယ်ဆိုတဲ့လူတွေမှာ guilt တစ်ခုရှိပါတယ်။ငါဒါလေးကိုမကူပေးလိုက်ရင်ဘယ်လိုလုပ်မှာလဲ။ဒါမှမဟုတ်ကိုကကယ်ဆယ်ရေးဆင်းတယ်ဆိုတဲ့အချိန်မှာလဲကိုကငါသာကယ်လိုက်နိုင်ရင်ဆိုတော့ guilt တွေရှိပါတယ်။ဆိုတော့ဒါတွေအကုန်လုံးကိုလည်းကျွန်တော်ကခုနပြောသလိုဒီ cycle ထဲမှာထည့်ထားပြီးတော့သူတို့တွေအနေနဲ့လည်းသူတို့မသိဘာသာပဲမဲ့ depressed ဖြစ်နေနိုင်တယ် guilt တွေခံစားနေရနိုင်တယ်။ဒီ post disaster ရဲ့အလွန်မှာဆက်ပြီးတော့ carry ကိုမဖြတ်သွားအောင်လဲသူတို့တွေလည်းခုနပြောဒီလိုကျွန်တော်တို့ရဲ့ဒီ cycle ထဲမှာ impact ဖြစ်တဲ့ cycle ထဲမှာထည့်ပြီးဒီစဉ်းစားထားတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီဟာလေးကိုစဉ်းစားထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီလို impact လေးတွေ identify ပြီးသွားပြီဆိုလို့ရှိရင်ခုနဆရာကြီးပြောသွားတဲ့ဆိုတဲ့အတိုင်းကျွန်တော်ဒါကိုဒီ psychological first aid အနေနဲ့ကျွန်တော်တို့ဘယ်လိုပေးမလဲဒီလိုမျိုးဒီ cycle ထဲမှာပါတယ်ဆိုတဲ့လူတွေအတွက်ဆိုရင်လည်းကျွန်တော်တို့ကဘယ်လိုမျိုးသူတို့ကိုဘယ် level ဘယ်လောက်ထိအောင်ဆိုးသွားတယ်ဆိုရဲအခန်းကဏ္ဍဘယ်လိုမျိုး identify မလဲပေါ့နော်အဲ့ဒီဟာလေးတွေကိုဆက်ပြီးတော့လည်းဆွေးနွေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာပြောသွားတဲ့အချက်တွေကလည်းတကယ်ကို relevant ဖြစ်ပါတယ်ဘာပဲလုပ်မယ်ဆိုရင်အခြေခံကြတာတော့တိကျတဲ့ information ပေါ်မူတည်ပြီးလုပ်ရတာကအရန်လုပ်ရတာတာသွားပါတယ်ထိရောက်ပါတယ်အဲ့လို information တွေကိုကျွန်တော်စုစည်းနိုင်တယ်ဆိုရင်တကယ်လို့ဆရာကြီးတို့ဘက်ကပညာရှင်တွေနေနဲ့ပြန်ပြီးတော့ကုစားပေးမယ်ဆိုရင်လည်းပဲအုပ်စုလိုက်ခွဲပြီးကုစားပေးသွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ပို့ပြီးတော့ကောင်းတဲ့အချက်တွေပေါ့လေဘာဖြစ်ကျွန်တော်တို့မတူတဲ့အမြင်တွေနဲ့ဒီကိစ္စတွေကို approach လုပ်မယ်ဆိုရင်ကျွန်တော်တို့ထင်ထားတာထက်အများကြီးအောင်မြင်မှာပါဆရာကြီးရှေ့မှာပြောခဲ့တဲ့အကျိုးဆက်တွေလည်းရှိတယ်ခံစားနေရတဲ့စိတ်ခံစားမှုတွေအကြောင်းကိုကျွန်တော်တို့သိခဲ့ရပါတယ်အများကြီးကျွန်တော်တို့အတွက်လည်းအကျိုးရှိပါတယ်အဲ့လိုခံစားချက်တွေအဲ့လိုမျိုးစိတ်ခံစားမှုတွေရှိလာခဲ့ပြီဆိုရင်ဆရာကြီးအနေနဲ့ကျွန်တော်တို့ကိုနည်းနည်းပေါ့နော်ဘုသူတအနေနဲ့လည်းဒီပိုင်းပြောလို့ရမယ်ဘယ်လိုမျိုးကုစားသင့်ပါတယ်လဲဘာတွေကိုအဆင့်လိုက်လုံးသင့်ပါတယ်လဲဆိုတာလေးကိုကျွန်တော်တို့ကိုနည်းနည်းလေးညှောက်ဝေးပါအောင်ခင်ဗျကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုစောစောပြောသလိုပေါ့လေ acute phase မှာတော့စောစောပြောတဲ့ရုပ်ပိုင်းဆိုင်ရာပတ်မှုမှုတွေလည်းပြီးမယ်အဆောက်အအုံတွေဘာတွေပြတ်သွားတာတွေကိုပြန်ပြီးတော့ပြုပြင်နေအောင်ကူညီပေးတာတွေရှိမယ်အစားအသောက်ရေ
လုံခြုံတဲ့နေထိုင်စရာစသဖြင့်ဒါတွေအကူအညီပေးတာတွေကလည်းလိုပါတယ်ဒါတွေအကူအညီပေးတာနဲ့အတူတူကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာ psychological intervention ကတပြိုင်တည်းဝင်နိုင်ရင်ပိုကောင်းပါတယ်အဲ့တော့တပြိုင်တည်းဝင်နိုင်ဆိုတော့ဘယ်လိုဝင်ကြမလဲစောစောပြောသလိုကျွန်တော်တို့ကူညီပေးမဲ့လူမှုဝန်ထမ်းစေတနာဝန်ထမ်းတွေမှာသူတို့ကူညီခြင်းနဲ့စိတ်ရှိတယ်အတွေ့အကြုံရှိတဲ့လောက်ရှိပေမဲ့ဒီစိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီဖို့သူတို့မှာလိုအပ်ချက်လေးတွေရှိတယ်အဲ့လိုအပ်ချက်လေးတွေကိုကျွန်တော်ဒါဒီ Rotary ကပြင်ဆင်ထားတယ်ဆိုလို့ကျွန်တော်အများကြီးပဲဝန်တာပါတယ်ကြိုလဲကြိုဆိုပါတယ်ကျွန်တော်တို့လည်းဝိုင်းပြီးတော့ကူညီပါမယ်အဲ့တော့ကျွန်တော်တို့ဒီ natural disasters တွေကြီးကျယ်တဲ့ဒီဘေးအန္တရာယ်ကြီးတွေကြုံတွေ့ရလို့ရှိရင်ဘယ်လိုတွေဖြစ်လာတဲ့ခံစားချက်တွေဘယ်လိုကူညီမလဲဆိုတဲ့ဟာကျွန်တော်တို့ကဟလာကျမကြီးဦးစီးဌာနကကျွန်တော်တို့လက်ဆွဲဆောင်နေတယ်ကိုကျွန်တော်ထုတ်ထားပြီးသားရှိပါတယ်အဲ့တော့အဲ့ဒီဟာလေးကိုပဲကျွန်တော်ထပ်ပြီးတော့ဖြန့်ပြီးတော့ကြတော့ psychological first aid စိတ်ပိုင်းဆိုင်ရာပထမဆုံးရှုံးမှုဘယ်လိုလုပ်ကြမလဲအဲ့လိုလုပ်နိုင်အောင်ကျွန်တော်တို့ပထမတော့ဒါtraining တွေအရင်ပေးရပါမယ် training ကအဲ့ဒါကျွန်တော်တို့မန်းလေးငလျင်ကြီးဆိုရင်မန်းလေးတစ်မျိုးတည်းမဟုတ်ဘူးကျန်တဲ့မြို့တွေမှာစေတနာလည်းရှိတယ်ဝါသနာလည်းရှိတယ်စိတ်ဝင်စားမှုလည်းရှိတယ်နားထောင်နိုင်စွမ်းလည်းရှိတယ်သိခံနိုင်စွမ်းလည်းရှိတယ်လုတ်ပေးခြင်းစိတ်ကူညီခြင်းစိတ်လည်းရှိတယ်ဆိုတဲ့လူငယ်လေးတွေကိုကျွန်တော်တို့ဒီသင်တန်းတွေကျွန်တော်တို့ပေးဖို့စီစဉ်ဖို့လိုပါတယ်အဲ့တော့ဒီသင်တန်းတွေကအနည်းဆုံး2ရက်လောက်တော့အနည်းဆုံးက2ရက်ကနေ basic အနေနဲ့ဆို2ရက်လောက်ယူမှာပေါ့ဒီတဲ့advanced course တွေကြတော့ advanced course တွေလိုက်အချိန်ယူပါလိမ့်မယ်အဲ့တော့ကျွန်တော်နဲ့ဝိုင်းပြီးပံ့ပိုးမဲ့ psychiatrist တွေ psychologist တွေလည်းဝိုင်းပြီးတော့ပူးပေါင်းပါဝင်စေပြီးတော့ကျွန်တော်တို့ training တွေပေးလိုက်မယ်ဆိုလို့ချင်းဒီ training တွေကတစ်ဖက်အတွင်းမှာပဲလူငယ်တော်တော်များများမှာဒီအသိအမြင်တွေတက်ကြွသွားပြီးတော့ကြတော့အများကြီးကူညီနိုင်မဲ့အဆင့်ရှိပါတယ်အဲ့တော့ဒီလိုမျိုး disaster ကြီးနဲ့ကြုံပြီးဖိစီးမှုတွေစိတ်ထန်ရာတွေအကြီးကျယ်ရပြီဆိုရင်ကိုစိတ်ကိုဖြေလျှော့ပြီးတော့နေနိုင်အောင်ကြိုးစားဖို့လည်းလိုပါတယ်ပြီးလို့ရှိရင်စောစောပြောသွားသလိုဘယ်လောက်ခံစားလိုက်ရတယ်ဘာတွေထိခိုက်သွားတယ်ဆိုတာကိုသိနေဖို့လိုသလိုလက်မခံခြင်းမဲ့နဲ့အိမ်မက်ကြီးလိုပဲဆိုတော့မျိုးလုပ်နေမယ်ဒါကိုလက်ခံပစ်လိုက်ဖို့လိုပါတယ်လက်ခံပြီးရင်တော့ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာတွေတွေးနိုင်လာအောင်ကျွန်တော်တို့ကြိုးစားကြရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုကြိုးစားဖို့အတွက်ခန္ဓာကိုယ်လည်းမထိခိုက်ဘူးတိတ်ပြီးတော့လည်းဆုံးရှုံးမှုတိတ်မများဘူးဆိုလို့ရှိရင်ကိုယ့်တဲ့စိုးစိုးဝါးဝါခံစားရတဲ့သူတွေကိုကူညီပေးတာလည်းအင်ပတန်ကိုယ့်ရဲ့ကိုယုံကြည်မှုတွေမြင့်မားလာစေသလိုခံစားချက်တွေကိုလည်းရောပါစေပါတယ်အဲ့ဒါကြောင့်ကိုကူညီနိုင်တဲ့လောက်ကိုလည်းဒုက္ခရောက်နေတာပဲသို့တော့ဒုက္ခရောက်နေတဲ့ကြားထဲကနေပြီးတော့ကိုယ့်ရဲ့ဒုက္ခရောက်တဲ့သူတွေကိုကူညီဖို့ကြိုးစားခြင်းဟာအင်ပတန်တာသွားတယ်ဆိုတာလေးကိုဒီနေရာမှာထောက်ပြခြင်းပါတယ်အဲ့လိုလေတချို့ကျွန်တော်ရဲ့မိတ်ဆွေတွေကအဲ့လိုပဲဒုက္ခရောက်နေတယ်သူတို့ကိုယ်တိုင်လည်းငလျင်ထဲမှာပါသွားတယ်ငလျင်ထဲမှာထိခိုက်ခံစားရတာရှိပေမဲ့သူတို့ကိုယ်တိုင်လည်းကြံတဲ့သူတွေကိုသူတို့ရဲ့ဆိုးတဲ့သူတွေကိုကူညီပေးနေကြတာရှိပါတယ်အဲ့တော့ဒီကူညီတာအင်မတန်ကောင်းပါတယ်အဲ့ဒါပြင်ကျွန်တော်တို့ကဒီအချိန်မှာအသက်ရှင်ကြံနေသေးတယ်ဆိုတဲ့သူတွေအနေနဲ့စားနိုင်တဲ့လောက်အာဟာရပြည့်ဝပြီးမျှတတဲ့ဟာတွေကိုတတ်နိုင်အောင်ကြိုးစားပြီးစားမယ်ဝင်အောင်စားမယ်ဝင်အောင်စားပြီးကောင်းကောင်းနားမယ်အေးယူဝအိတ်နိုင်မှုလိုပါတယ်အိတ်ဆက်နားနေချိန်ရမှကိုကလည်းသူများကိုကူညီနိုင်မှာဖြစ်တယ်လို့ကိုယ့်ရဲ့ဘဝကိုလည်းကူညီနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါလေးလည်းသတိထားမှာဖြစ်ပါတယ်ပြီးရင်တင်မျှတတဲ့လေ့ကျင့်ခန်းလေးတွေလမ်းလျှောက်တာမျိုးအိမ်ထဲမှာပဲလှုပ်ရှားတာမျိုးစသဖြင့်လှုပ်ရှားမှု physical activities နဲ့ physical exercise တွေလည်းလုပ်ဖို့လိုပါတယ်ဒီနေရာမှာတချို့က coping mechanism လွဲပြီးတော့ကြတော့သူများကိုကူညီတာကိုကောင်းအောင်နေတာကိုစိတ်ကိုဖြေလျှော့ပြီးတော့meditation လုပ်ခြင်းဒါမှမဟုတ်လည်းသက်ဆိုင်ရာဘာသာလိုက်ကိုဘာသာလိုက်ဆူတောင်းတာတွေဝတ်ပြုတာတွေကျန်တဲ့ကြင်ကြံရာရှိတာတွေကြင်ကြံကြဖို့လည်းဒီနေရာမှာလိုပါတယ်အဲ့ဒါလည်းဘာပဲပြောကိုယ့်ရဲ့စိတ်သက်စွမ်းအားတွေကိုတက်လာစေပါတယ်အဲ့တော့ဒါတွေကလည်းလုပ်ကိုလုပ်ရမယ့်ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒါတွေလုပ်ရင်းနဲ့သူများကိုလည်းကူညီမယ်ကိုလည်းအကောင်းဆုံးနေပြီးတော့ကျမ်းမာရေးအတွက်လိုတဲ့ဖြည့်ဆွက်ဆရာရှိတာတွေဖြည့်ဆွက်ပြီးတော့နေမယ်ဆိုရင်ကိုရှိဆက်ပြီးတော့ဘာတွေဆက်လုပ်ကြမလဲဆိုတော့တွေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာစောစောပြောတဲ့ volunteer လုပ်နေတဲ့ volunteer လုပ်ပြီးတဲ့ကူညီပေးတဲ့သူတွေကလည်းဒီမြင်ကွင်းကြီးတွေကိုမြင်လိုက်ရတယ်ကိုယ်တိုင်မထီဘူးကျွန်တော်တို့ကိုယ်တိုင်မထီဘူးသို့တော့ကိုယ်တငယ်ချင်းမိတ်ဆွေတွေဆွေမျိုးသားချင်းတွေဒီငလျင်ဘေးတံမှာပါသွားတာတွေအများကြီးရှိတယ်အဲ့တော့အဲ့ဒီဟာတွေရဲ့ခံစားချက်ကတော်တော်လေးခံစားရစီပါတယ်အဲ့တော့လူတိုင်းခံစားရတာဖြစ်တဲ့အတွက်လူတိုင်းကကိုပြန်ပြီးတော့သုံးသပ်ပြောငါဒီလိုခံစားလိုက်ရပါလားဆိုတာကိုသိနေပြီးတော့အဲ့တော့ခံစားနေုံနဲ့ပြီးငါဒီခံစားချက်ကနေယုံထားပြီးတော့ကြံတဲ့သူတွေကိုလည်းကူညီဖို့ဘယ်လိုလုပ်မလဲငါဘဝရှေးရေးအတွက်တိုးတက်အောင်ဘယ်လိုဆက်လုပ်မလဲဆိုတဲ့အတွေးတွေနဲ့ကြိုးစားနိုင်အောင်လုပ်ဖို့လိုပါတယ်အဲ့ဒါကြောင့်ကျွန်တော် volunteer လုပ်တဲ့သူတွေရောဒီလူတွေကိုပြုစုပေးတဲ့သူတွေရောက psychological first aid နဲ့ပတ်သက်တဲ့ဟာလေးတွေလိုသလို
အဲ့ဒါဆော့ဆော့ပြောတဲ့ trauma informed care ပေါ့ကိုဘယ်လောက်ထိကြိုက်သွားတယ်ဘာတွေခံစားရလဲဆိုတာကိုတယောက်နဲ့တယောက်ရင်ဖွင့်တာမျိုးတွေဟိုလုံခြုံပြီးတော့စိတ်ချရတဲ့တချို့ကကိုအကြောင်းသူများကိုဖွင့်ပြောဖို့တော်တော်ခဲရင်းတယ်အဲဒီလိုမျိုးလူတွေအတွက်လုံခြုံပြီးတော့စိတ်ချရတဲ့သူ့ဟာကိုတီးခြားနားထောင်ပေးမဲ့သူမျိုးတွေနဲ့ရင်ဖွင့်စေတာတွေဘာတွေလုပ်ပေးမယ်ဆိုရင်ဆော့ဆော့ပြောတဲ့ခံစားချက်တွေပြေလျော့သွားဖို့အတွက်အထောက်အကူအများကြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဟိုဒီကိစ္စတွေကိုလုပ်ဖို့အတွက်ကဟိုတသိန်းတစ်ဖွဲ့တည်းလုပ်လို့လည်းမရပါဘူးဆော့ဆော့ပြောလို့နိုင်ငံတကာလည်းဝိုင်းကူညီရတာဖြစ်တယ်လို့ကျွန်တော်တို့အားလုံးဒီနိုင်ငံထဲမှာရှိနေတဲ့လူငယ်လူရွယ်တွေကူညီခြင်းစိတ်ရှိတဲ့နားလည်တဲ့သူတွေအားလုံးကဝိုင်းပြီးတော့ကြတော့ဟိုပူးပေါင်းပါဝင်ကူညီကြမှဒီကိစ္စကြီးပြည်လည်သွားမှာဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာပြောတဲ့စကားလုံးတစ်လုံးချင်းတိုင်းကကျွန်တော်တို့အတွက်အရန်တန်ဖိုးရှိပြီးတော့အရေးလဲကြီးပါတယ်တကယ်လဲလေ့လာမှတ်သားရပါတယ်ကျွန်တော်တို့တကယ်တမ်းပြောရရင်ဆရာကြီးပြောခဲ့သလိုအဆင့်ဆင့်သွားဖို့အတွက်နော်လုပ်တဲ့ကျွန်တော်တို့အထူးသဖြင့်ရှေးဥဒနာဗျူပေါ့စိတ်ပိုင်းဆိုင်ရာရှေးဥဒနာဗျူကလည်းအရန်ကိုအရေးကြီးပါတယ်ကျွန်တော်တို့ Rotary Club အနေနဲ့ကလည်းပဲဒါကိုဥဆောင်ပြီးတော့လုပ်ဖို့ဒါအပြင်ကိုတိုင်းမနိုင်ရင်လည်းပဲအဖွဲ့ပေါင်းစုံနဲ့ပေါင်းပြီးတော့စိတ်တူကိုယ်တူတွေနဲ့ပေါင်းဆက်လုပ်ဖို့လည်းကြိုးစားပါမယ်ဆရာဒီနေ့မှာဆိုတော့ကျွန်တော်တို့အားလုံးနဲ့ Rotary Club တစ်ခုတည်းမဟုတ်ဘဲနဲ့ကျန်တဲ့သူတွေမှာပူးပေါင်းလုပ်တဲ့နေရာမှာစောစောကပြောတဲ့ psychological first aid အတွက်အခြေခံလေးကိုကျွန်တော်ထည့်ပြောပေးဖို့မေ့သွားအဲ့ဒါကဘာဆို look listen and link ပေါ့ဒီ L လေးသုံး look listen and link အခုလောလောဆယ်ကျွန်တော်တို့သူတို့ရဲ့ဟိုလားထိခိုက်နေတဲ့သူတွေပျက်စီးနေတဲ့သူတွေခံစားနေရတဲ့သူတွေသွားပြီးတော့ကြည့်ပေးနိုင်တယ်ဟိုစောင့်ရှောက်ပေးနိုင်တယ် look ဆိုဒီလိုကြည့်အောင်နေမဟုတ်ဘူးသူတို့နားရီသွားပြီးတော့အားပေးနိုင်တယ်ကူညီနိုင်တယ်သူတို့ပြောတာတွေကို listen နားထောင်ပေးနိုင်တယ်နားထောင်ပေးရင်းနဲ့စောစောပြောလို့လာတာမန် mild case တွေကတာမန် mild case တွေကကိုနားထောင်ပေးလိုက်တာနဲ့ကိုသူတို့ရဲ့ယောဂဝင်တဲ့တက်တာသွားစေနိုင်တယ်ဟုတ်ကဲ့အဲလုံးဝကြီးပျောက်ကင်းမသွားဆိုတော့တဝက်ကြော်လောက်ကယော့သွားနိုင်တယ်အဲ့ဒါကြောင့်မို့ look and listen အရေးကြီးတယ်အဲ့ဒီကနေပြီးတော့ရင်ဖွင့်ရင်းနဲ့ငိုချလိုက်ပြီးတော့တိတ်ဆိုးတယ်ဆိုလို့ရှိရင်ဒါလာ physically ထိတွေ့ပြီးတော့ကြတော့အားပေးတာလေးတွေဘာတွေလုပ်ပြီးတော့ကြတော့ဒါဆိုရင်တော့ဒီတိုင်းပျောက်မသွားနိုင်ဘူးဆိုတာတွေဆိုတော့ link လုပ်ပေးရမယ် link လုပ်ပြီးတော့ကူညီနိုင်တဲ့ကဲတဲ့နဲ့ဆောစောပြောတဲ့ mobile clinic တွေတော်တော်ကောင်းကျွန်တော်တို့ psychological support ကောင်းကောင်းပေးနိုင်မဲ့ psychotherapy တွေပေးနိုင်မဲ့ psychiatric management တွေပေးနိုင်မဲ့ကျွန်တော်တို့ psychologist တွေ psychiatrist တွေကို link လုပ်ပြီးတော့လွှဲပို့ပေးမယ်ဆိုရင်ဒါအဆင်ပြေနိုင်တယ်ဆိုတာလေးကိုလည်းကျွန်တော်ထည့်ပြီးတော့ထပ်ဖြည့်ပြောချင်ပါတယ်